ဒီရင်းဆက်ဘိုးကောင်ကိုနီယိုစထရိုဂယ်လာလို့ခေါ်ပါတယ်။သူကပြန်နိုင်ပေမဲ့ရင်ကောင်တစ်မျိုးတော့မဟုတ်ပါဘူး။တကယ်တော့ဒီအကောင်ကပြန်သန်းနိုင်တဲ့ခွက်ပိုးတစ်မျိုးဖြစ်ပြီးရင်ကောင်တွေထက်ခွက်ပိုးတွေနဲ့ပို့ပြီးတော့နေဆက်ပါတယ်။သူတို့ကကပ်ပါကောင်တစ်ကောင်တော့မဟုတ်ပါဘူး။ဒီခွက်ပိုးတွေရဲ့အဓိကအစားအစာတော့လင်းတို့မစင်ပဲဖြစ်ပါတယ်။ဒီခွက်ပိုးတွေကိုဘရာဇီးနိုင်ငံက6သစ်တဲ့လင်းတို့ကူတွေထဲမှာတွေ့ရှိရပါတယ်။သူတို့ကတည်ဆုံးနေတဲ့လင်းတို့တွေနဲ့တခြားသောသိငယ်တဲ့ဇီဝပစ္စည်းတွေကိုလည်းစားသုံးကြပါတယ်။အတောင်ပံပါတဲ့ခွက်ပိုးဆိုတာကနည်းနည်းတော့ထူးဆန်းနေပါလိမ့်မယ်။ဒါပေမဲ့အန်ဟောစရာအကောင်းဆုံးကတော့သူတို့ရဲ့မေးလိုက်ပုံပဲဖြစ်ပါတယ်။ဒီမျိုးစိတ်ဟာအမတွေမှာလိန်နံပါရှိတဲ့တစ်ခုတည်းသောမျိုးစိတ်ဖြစ်နိုင်ပါတယ်။ဟုတ်ပါတယ်။ခင်ဗျားနားကြမမားပါဘူး။အမတွေမှာဂိုင်နိုဆုံးလို့ခေါ်တဲ့ပြွန်ပုံစံအင်္ဂါစိတ်ပိုင်းတစ်ခုပါရှိပါတယ်။မေးလိုက်ဖို့အတွက်အသုံးပြုပါတယ်။ဒါဆိုခင်ဗျားစဉ်းစားမိမှာပါအထီးတွေမှာရောဘာပါလဲပေါ့အထီးတွေမှာတော့အပေါက်တစ်ပေါက်ပါရှိပါတယ်ဒီမျိုးစိတ်တွေရဲ့မေးလိုက်ခြင်းဆိုတဲ့အရာကအစင်တစ်တစ်ခုကိုရောက်ရှိသွားပါတယ်မေးလိုက်ခြင်းရောက်တဲ့အခါအမကရင်းမှဲ့ပြီးအေးရွှမ်းတဲ့အထီးကိုရှာဖွေပြီးတော့ဖေရိုမုန်းကတစ်ဆင့်ချေရကောက်ပါတယ်သူမကအထီးစီကိုချင်းကပ်ပြီးချက်ချင်းပဲသူမဘောကိုတက်လိုက်တယ်ပြီးရင်သူမကအထီးရဲ့ကိုရဲကတုတ်ရည်အားလုံးကိုစုပ်ယူလိုက်ပါတယ်ဒါကရေဆုပ်ဆက်ကရေကိုစုပ်ယူနေတယ်လို့မျိုးပါမိတ်လိုက်တဲ့ကြာချိန်ကနာရီ90ကျော်ကြာပြီးတော့အထီးလုံးဝ6တည်သွားတဲ့အထီးသူမရဲ့စုပ်ယူမှုကိုမရက်တတ်ပါဘူးဒီလိုလုပ်တာကမျိုးအောင်မှုအတွက်တာမကအစားအစာရင်းမြစ်တစ်ခုအနေနဲ့လည်းဖြစ်ပါတယ်ဟုတ်ပါတယ်ဒါက၎င်းတို့ရဲ့အစားအစာထောက်ပံ့ရေးလည်းဖြစ်ပါတယ်။တုတ်ကောင်ကိုမျိုးအောင်မှုအတွက်အသုံးပြုပြီးတော့ကြန့်ရှိနေတဲ့အရွေတွေကိုလည်းအစားအစာတစ်ခုပြပြောင်းလဲသွားပါတယ်။တုတ်ရည်ကိုအမြင့်ဆုံးအာဟာရဓာတ်ပါဝင်တဲ့အရသာရှိသည့်အရာတစ်ခုအဖြစ်သတ်မှတ်ထားကြတဲ့အတွက်အရေးရွှမ်းတဲ့အထီးတစ်ကောင်ကိုတွေ့တာနဲ့၎င်းတို့ကချက်ချင်းပဲသူတို့ရဲ့ပြုံကိုထိုးသိမ်းပြီးတော့စုပ်ယူဖို့စတင်လိုက်ကြတယ်။မရင်ကျက်သေးတဲ့အမငယ်လေးတွေတောင်ရင်းကျက်တဲ့အထီးတွေကိုတက်နေတာကိုတွေ့ရှိရတတ်ပါတယ်။အခမဲ့အစာရတဲ့အတွက်သူတို့တက်ကတော့ဘာမှလိုတော့မှမဟုတ်တော့ပါဘူး။